မဲမင်္ဂလာပါရှင်စိုင်းတုံစီရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီရက်မှာတော့စိုင်းတုံစီရဲ့ဆီယမများဘာကြောင့်စိုင်းတုံရေးတကွန်ရောက်နေလဲဆိုတာကိုဒီဗီဒီယိုလေးစုံအောင်အတူတူလိုက်ပြီးတော့ကြည့်ပေးကြပါအောင်ရှင်ပန်းပွဲတော်ရာသီကပြီးသွားပြီမဲ့ပန်းလေးတွေကတော့လှနေစေဖြစ်ပါရဲ့ရှင်အရင်တစ်ခါသွားတဲ့ချိန်တော့ပေါ့နော်ဖူးနေတဲ့ပန်းလေးတွေကအခုဆိုပွင့်လာပြီပေါ့နော်အရန်ကိုလာတယ်ပေါ့နော်ပန်းလေးတွေလည်းမြောက်များစွာရှိတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်လို့ပြီးတဲ့အခါကျတော့ဒီတစ်ခါကျတော့ကားကိုအထဲထိဝင်သွားလို့ရပြီပေါ့နော်ဆိုင်ခန်းလေးတွေမရှိတော့ဘူးဆိုတော့ကားကိုအပေါ်ထိမောင်းသွားတယ်မောင်းသွားပြီးတဲ့အခါကျတော့ပုံမှန်တိုင်းပဲကားရဲ့နားရဲ့နေရာမှာကားကိုထားခဲ့ပါတယ်လို့ဘက်ကနေကြွေနေပေါ့နော်ကားတထားပြီးတော့အားလုံးပဲလမ်းလျှောက်ဆင်းနေပေါ့နော်အထူးကတော့ဒီကနေ့ကျန်းတုံစီရဲ့ဆီယမများရေစကုံလာရောက်ခြင်းကတော့ရန်ကုန်ကရောက်ရှိလာတဲ့ဆီယမကိုအလဲလိုက်ပို့ခြင်းပဲဖြစ်ပါတယ်ပန်းလေးတွေကတော့ဘေးဖက်ညာကြည့်လိုက်မယ်ဆိုရင်တော့ပေါင်းစုံရှိတယ်ပေါ့နော်သူကတကယ်ပဲတဘာဝအလောက်ကိုခံစားရရှိစေတဲ့နေရာဆိုလည်းမမပေါ့ရှင်ဇာလီကနှစ်သက်မှာပထမဆုံးအကြိမ်ဖြစ်ပါတယ်နှစ်သက်မှာပထမဆုံးအကြိမ်နဲ့ဟုတ်ကဲ့ပါကျိုင်းတုံပထမဦးဆုံးရောက်ပြီဖြစ်ပါဟုတ်ဆီမဘယ်လိုခံစားရလဲကျိုင်းတုံပထမဆုံးရောက်ပါတယ်နော်ရန်တာယာလှပတဲ့နေရာနဲ့ချစ်စရာကောင်းတဲ့စီးရက်ကဒီဘာတွေနဲ့ပြရတယ်ကဲပါရှင်ပြန်ပါပါတယ်ဒါတော့ဆီမအရောက်ပြန်လဲရောက်ရှိပါရန်လာတယ်နော်ရှုခင်းလဲလာပါတယ်ပြအနေနဲ့ကတော့ဒါအာကာသပေါ့နော်အာကာသမှာရောက်နေတာဖြစ်ပါတယ်လမ်းတိုင်းပေါင်းစုံလေးနဲ့အာကာသမှာရောက်ရှိနေတာဖြစ်ပါတယ်ကဲဒါကတော့ရန်ကိုတာယာလာပါတဲ့နေရာလေးဖြစ်ပါတယ်တဘာဝအလှကိုကြိုက်နေတဲ့သူတွေဆိုတာရောက်လေပတ်ဖို့ရတော့เนาะဒီနေရာကောင်းပါတယ်ရရှိကောင်းကြီးပေးပါစေ